Islam သာသနာဟာကဘာမှာတစ်ဖက်ကလည်းပြန်ကြည့်ရင်အများဆုံးအမြန်ဆုံးပြန်ပွားနေတဲ့သာသနာဖြစ်တယ်။နောက်တစ်ဖက်ကလည်းပြန်ကြည့်ရင်ဝေဖန်တိုက်ခိုက်မှုအခမ်းအရဆုံးသာသနာလည်းဖြစ်တယ်။ဘာကြောင့်လဲပေါ့နော်။ဒါမေးလို့တဲ့ဘောကတော့ဒါပဲပေါ့။အဲ့တော့ Islam သာသနာကကဘာမှာအများဆုံးဘာကြောင့်ပြန်ပွားရသလဲလို့ပြောရင်တော့ Islam သာသနာဟာလူမျိုးတိုင်းယဉ်ကျေးမှုတိုင်းနိုင်ငံတိုင်းနဲ့သဟဇာတဖြစ်တယ်နံပါတ်1ပေါ့နော်သဟဇာတဖြစ်တယ်ဆိုတာကတော့အစ္စလာမ်သာသနာမှာအယောင်ဆင်းခွဲခြားတယ်ဆိုတာလည်းမရှိဇတ်နှိမ့်ဇတ်မြင့်ဆိုတာကလည်းမရှိနော်ဆင်းရဲချမ်းသာဆိုတာကလည်းမရှိအဲ့တော့အဲ့ဒီအားလုံးကိုတာရုံညီမျှဆိုတဲ့မူလရည်ရွယ်ချက်ကလည်းပြန်ကြည့်ရင်အစ္စလာမ်ကိုလေ့လာတဲ့အခါကျတော့အများကသဘောကျကြတယ်လေတချို့ဘာသာသာသနာတွေမှာဆိုရင်ဇတ်နှိမ့်ဟဲဇတ်မြင့်ဟဲလူဖြူဟဲလူမဲဟဲဒီလိုခွဲခြားမှုတွေရှိခဲ့တာပေါ့အစ္စလာမ်ကကြတော့အဲ့လိုမရှိတကယ်တမ်းပြန်ကြည့်မယ်ဆိုလို့ရှိရင်တမန်တော်မြတ်ကြီးကအာရဗ်လူမျိုးလေတမန်တော်မြတ်ကအာရဗ်လူမျိုးဟုတ်လားသူ့နားမှာအနိကဆုံးနေခဲ့တဲ့ဟာဇရတ်ဘေလာတို့ဘာလို့ဆိုတာကဟိုတုန်းကသူအာဖရိကန်လေအာဖရိကန်အဲ့တော့ပြန်ကြည့်ရင်မိမိရဲ့အရင်းနှီးဆုံးဆိုပြီးတော့ဟိုမိုးအဇင်ပေါ့မိုးအဇင်ဆိုတာဒီနေ့လူတွေကပြောလိုက်ရင်တော့မိုးအဇင်ဆိုရင်လည်းနေတယ်လို့ထင်တာမိုးအဇင်ဆိုတာဆောလာဆောက်တီကိုဖိတ်ခေါ်တဲ့ပုဂ္ဂိုလ်သာသနာရဲ့ရှုထောင့်ကပြန်ကြည့်အင်တာမြင့်တာမိုးအဇင်ဆိုတာဘာလို့လဲကောင်းတဲ့ဘက်ကိုဖိတ်ခေါ်ရတဲ့တောင်းကိုသူကယူထားတာဒါကြောင့်တမန်တော်ကြီးကမိန့်တာကကီယာမတ်နေ့ရရင်ကွာအဓိပ္ပာယ်ကကမ္ဘာတရားစီရင်ရမယ့်နေ့ရောက်ပြီဆိုလို့ရှိရင်အားလုံးလူတွေကကိုတောကနဲ့ကိုခေါင်းတွေငိုက်ဆိုင်ချထားလိုက်အဲ့ဒီအချိန်ခါမှာမိုးအစဉ်လုတ်ခဲ့တဲ့သူကတော့ဇက်ကြီးရှည်နေလိုက်မယ်လို့အမှန်ဒါနားလည်အောင်ပြောတာကသူကတောကကင်းပြီးတော့ခေါင်းတောင်လေတောင်နဲ့ဖြစ်နေမယ်ဆိုတာဒါကိုဆိုလိုတာဟိုဇက်ကြီးရှည်နေတယ်ဆိုတာရုပ်ပြစင်းပြကြီးဇက်ရှည်သွားမှာမဟုတ်ဘူးဒါပုံဆောင်ပြီးမိတ်တာနော်အဲ့တော့ကဘာမှာဘာကြောင့်ပြန်ပွားရတယ်လဲလို့ပြောရင်အစ္စလာမ်သာသနာကဇန်နိတ်ဇန်မြင့်ဆိုတာခွဲခြားမှုမရှိဘူးအယောင်ဆင်းကိုလည်းခွဲခြားမှုမရှိဘူးဆင်းရဲချမ်းသာကိုလည်းမရှိဘူးဒီနေ့ကဘာမွတ်စလင်တွေဘယ်လိုပဲကျင့်သုံးနေဖြစ်စီပေါ့စစ်မှန်တဲ့အစ္စလာမ်သာသနာကကြတော့ပြန်ကြည့်ရင်တမန်တော်မြတ်မုဟမ္မဒ်ကသူ့ရဲ့မစဂျစ်နဘဝီဆိုတဲ့ပလီကျောင်းတော်ဘေးမှာဆိုဖာဆိုတာဇေယျကြီးတစ်ခုထားတယ်အဲ့ဒီဆိုဖာကဘယ်လိုပုံကိုယ်တွေကိုထားတယ်လဲဆိုလို့ရှိရင်အိုးမဲ့အိမ်မဲ့ဆင်းရဲနွမ်းပါသူတွေတဲခိုရဌာနပေါ့နော်အဲ့ဒီတဲခိုရဌာနမှာရောက်ရှိလာတဲ့အစာအာဟာရဆိုရင်တမန်တော်မြတ်ကအတူတူပဲလက်ရည်တပြင်းဒီစားတာတောက်တာမရှိတူရှိတူပေါ့ဟုတ်လားနောက်တစ်ခါကိုရှင်တရားကလည်းပြန်ကြည့်လိုက်တဲ့ခါကျရင်ရခိရင်ခင်ကတချို့အမျိုးသမီးများဆိုလို့ရှိရင်နှိမ်ခဲ့တာတို့စော်ကားခဲ့တာတို့အခွင့်အရေးမပေးချင်တာတို့ဒီလိုအယူဆတွေရှိတယ်လေအဲ့ဒါဒီအားလုံးကလည်းအစ္စလာမ်ကပြန်ကြည့်မယ်ဆိုရင်ခြေဖြတ်ပြစ်တယ်အမျိုးသမီးတွေလည်းအလ္လာဟ်အရှင်မြတ်ဖန်ဆင်းတဲ့ဖန်ဆင်းကဖြစ်တယ်အမျိုးသမီးမှာလည်းအမျိုးသမီးတာဝန်ရှိတယ်အမျိုးသမီးမှာလည်းအမျိုးသမီးခွင့်ရေးရှိတယ်ဆိုတော့ဒီဟာလည်းမျှတစွာနဲ့ဒီအခွင့်အရေးတွေကလည်းပေးထားသည့်အတွက်သာသနာကိုတကယ်အနှစ်သာရရှိတဲ့သာသနာကိုတကယ်လေ့လာတဲ့ပုဂ္ဂိုလ်တွေကအများစုကသဘောကျသွားကြတယ်အဲ့ဒါကြောင့်အစ္စလာမ်သာသနာကဟိုအမြန်ဆုံးပြန်ပွားတဲ့သာသနာဖြစ်တယ်လို့ဒီလိုဖြေရမှာဖြစ်ပါတယ်ဒါကအဝေဖန်ဆုံးခံရတာဘာကြောင့်လဲဆိုတော့ဒါလည်းမှန်တယ်လေဒီနေ့မွတ်စလင်လို့ပြောလိုက်တယ်ဆိုရင်ဟာဒီကောင်အစွန်းရောက်လားဟာဒါကအကြမ်းဖက်သမားလားဟာဒါကဘာလဲအယူသီးလားဒီမျိုးစုံနဲ့ပေါ့နော်တကယ်တော့ဝေဖန်တာတွေအားလုံးကမှားသလားလို့ပြန်ကြည့်ရင်လည်းမမှားဘူးနော်သို့တော့ဘာသာတရားတိုင်းမှာတော့ကောင်းသူဆိုးသူဆိုတာရှိပါတယ်ဘာသာတရားကိုလေးစားသူဘာသာတရားကိုမလေးစားသူဆိုတာရှိတယ်ဥပဒေကိုလိုက်နာခြင်းသူမလိုက်နာခြင်းသူဆိုတာကအစ္စလာမ်သာသနာမှမဟုတ်ဘူးလေသာသနာဝင်တိုင်းမှာရှိသို့တော့အစ္စလာမ်သာသနာထဲမှာတချို့အဖွဲ့အစည်းတွေကနာမည်တွေနဲ့ပေါ်လာတယ်ဟုတ်လားပေါ်လာပြီးတဲ့အခါကျတော့သူတို့ပြောဆိုတဲ့စကားကလည်းအစ္စလာမ်အုပ်ချုပ်ရေးနဲ့ကျွတ်တို့လုပ်မယ်အစ္စလာမ်ရှရီအတ်နဲ့ကျွန်တော်တို့ကအုပ်ချုပ်မယ်ပြောပြီးတော့ဟိုလူကိုမတူတဲ့လူတွေကိုဖမ်းလိုက်စီးလိုက်ဒုက္ခပေးလိုက်အစရှိတာပေါ့အဲ့ဒီလုပ်ရက်တွေကိုကြည့်ပြီးတဲ့အခါကျတော့ကဘာကအထင်မြင်နေစောင်းသွားတာပေါ့ဟာမွတ်စလင်ဆိုရင်ဒီလိုပဲလားအစ္စလာမ်ဆိုတာကဒီလိုပဲလားအဲ့ဒီစောင်းတဲ့အပေါ်မှာအစ္စလာမ်ရဲ့အနှစ်သာရကိုမသိသည့်အတွက်အဲ့ဒီအစွန်းရောက်အယူသီးနေတဲ့ပုံကိုယ်ရဲ့လုပ်ရက်ကိုကြည့်ပြီးတော့အများဆုံးဝေဖန်ခံနေရတာကဒါကြောင့်ပါပဲဒါကြောင့်ပါပဲအစ္စလာမ်ကိုလေးလေးနက်နက်လေ့လာလိုက်ရင်ကတော့ဝေဖန်မှုဆိုတာပျောက်သွားတယ်နော်တခုလေးဒီထဲမှာပြောပြရစီဟိုအတွေ့အကြုံတစ်ခုစာပေနဲ့လေ့လာရတာပေါ့နော်ဟိုတစ်ချိန်ကဂျပန်နိုင်ငံမှာရှိတဲ့တာမတ်တယောက်တော်တော်များများအစ္စလာမ်နိုင်ငံတွေမှာတာမတ်ဖြစ်နေတာဝန်ထမ်းဆောင်ခဲ့တယ်သူမွတ်စလင်မလုပ်ခဲ့ဘူးမွတ်စလင်အစ္စလာမ်သာသနာကိုလက်မခံခဲ့ဘူးသူနောက်ဆုံးကျတော့ဂျပန်ကိုပြန်ပြီးအငြိမ်းစားယူပြီးတဲ့အခါကျတော့သူကအစ္စလာမ်သာသနာလက်ခံလိုက်တယ်တနည်းပြောရင်အစ္စလာမ်သာသနာကိုကူးပြောင်းလိုက်တာသူ
သူတို့နိုင်ငံတွေမှာတော့လွတ်လပ်တယ်လေမိသားစုတစုထဲမှာတောင်ကိုကြိုက်တဲ့ဘာသာကိုဝယ်ဆိုတဲ့ပုံစံနော်ကျွန်တော်တို့နိုင်ငံလိုတော့မရဘူးပေါ့ဒါကတော့အစွန်းရောက်ကြတာပေါ့ဟာဘာညာဆိုလို့ရှိရင်အားလုံးကမုံသွားကြတယ်အားလုံးကရံဖြစ်တယ်ကြည့်လို့မရဘူးဒီလိုတွေဖြစ်တာပေါ့ဘာသာမတူဘူးဆိုသူတို့မှအဲ့လိုမရှိသည့်အတွက်တနည်းပြောရင်တော့နားလဲတယ်လို့ပြောရမှာပေါ့အဲ့တော့အမျိုးသားကအစ္စလာမ်သာသနာကိုကူးပြောင်းပြီးလက်ခံလိုက်တဲ့အခါကျတော့သူဇနီးကမေးတယ်ရှင်ဟာတော်တော်များများနိုင်ငံတွေမှာမွတ်စလင်နိုင်ငံတွေမှာတာမတ်ဖြစ်တာဝန်ယူခဲ့တယ်အဲ့ဒီတုန်းကတော့အစ္စလာမ်သာသနာလက်မခံခဲ့ဘူးအခုဂျပန်ပြန်ရောက်တော့မှဒီအစ္စလာမ်သာသနာကိုဘာကြောင့်လက်ခံတယ်လဲအဲ့တော့အဲ့ဒီတာမတ်ဟောင်းကြီးကအငြိမ်းစားကြီးကဖြေတယ်တဲ့ရှင်မကြီးငါဒီနေ့အစ္စလာမ်သာသနာကိုလက်ခံလိုက်တာဟာမွတ်စလင်တွေကိုကြည့်ပြီးငါလက်ခံတာမဟုတ်ဘူးတဲ့ဒီနေ့တွေ့မြင်နေရတဲ့မွတ်စလင်တွေကိုကြည့်မယ်ဆိုရင်တော့ငါအစ္စလာမ်ကိုဘယ်လိုမှလက်ခံခြင်းမှလည်းမဟုတ်ဘူးဆိုတော့အစ္စလာမ်သာသနာရဲ့အနှစ်သာရကိုလေ့လာပြီးတော့အရှိတရားကိုသိလို့ငါလက်ခံတာလို့သူကဒီလိုဖြေခဲ့အဲ့တော့တနည်းပြောရမယ်ဆိုရင်တော့သာသနာရဲ့အနှစ်သာရကိုမသိဘဲနဲ့အစွန်းရောက်တဲ့အယူသီးတဲ့ပုံကိုယ်တွေကိုကြည့်ပြီးတဲ့အခါကျတော့ကဘာကအထင်မြင်လွဲမှားနေတာဖြစ်ပါတယ်နော်အဲ့တော့တမန်တော်ကြီးရဲ့ဟုတ်လားဘဝလူနေမှုအစဉ်တန်းတွေကိုနည်းနည်းတာလေ့လာမယ်ဆိုရင်တော့ဒီနေ့ကဘာကလူချင်းရတဲ့ငြိမ်းချမ်းရေးသမားကြီးဆိုတာကတကယ်ပေါ်ပါတယ်ဒါကြောင့်လဲအစ္စလာမ်သာသနာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့တမန်တော်မြတ်မုဟမ္မဒ်နဲ့ပတ်သက်ပြီးတော့ဟုတ်လားသူတို့ရဲ့သုံးသပ်ချက်ပေါ့ဒီနေ့ပြောမယ်ဆိုလို့ရှိရင်ကြောသွားတရားဆိုတာလဲလို့လေ့လာမိမှာပါပဲအဲ့ဒီမှာဆိုရင်နံပါတ်1တောင်ပေးခဲ့တာရှိတယ်လေအကျိုးပြုနဲ့ကြောကြားမှုပေါ့နော်ဘာကြောင့်လဲဆိုတော့အကြောင်းမဲ့မှမဟုတ်တာဟုတ်လားအင်မတန်မှမှောင်ပါတယ်ဆိုတဲ့ဇမာနာဂျာဟီလီယတ်လို့ခေါ်တာတမန်တော်မပွင့်ပေါ်မီကအဲ့ဒီဒေတာမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာအမိုက်ခစ်အမောင်ခစ်လို့ခေါ်တယ်ဟုတ်လားအင်မတန်ဆိုးတာအဲ့ဓာတွေကိုပြောင်းပြန်လှန်ပြီးတော့အင်မတန်ရင်ကျေးသိမ်မွေ့အောင်လုပ်ပေးခဲ့တယ်ဆိုတာကသာသနာရဲ့အကျိုးကျေးဇူးပဲလေနော်ဒါကြောင့်အနှစ်သာရရှိတဲ့သာသနာကိုလေ့လာပြီးတော့အများစုကအစ္စလာမ်ကိုလက်ခံတာရှိသလိုအစ္စလာမ်သာသနာဝင်နေတဲ့မှာအစွန်းရောက်တဲ့အယူသီးတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့လဲအစ္စလာမ်ကိုဝေဖန်တိုက်ခိုက်ခြင်းခံရတာဖြစ်တယ်လို့ဒီလိုပဲဖြစ်ကြလို့ပါတယ်